မင်္ဂလာပါရှင်ကျမထထအင်ရာအောင်ပါဒီနေ့ဇန်နဝါရီလ16ရက်နေ့နေ့လည်ခင်းအထိနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်အရင်ဦးဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ကြမှာပါသူရဲ့နိုဘယ်ငြိမ်းချမ်းရေးဆုတံဆိပ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်စီလက်ဆောင်ပေးခဲ့ကြောင်းဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်မာရီယာကိုရီနာမာချာဒိုကပြောကြားခဲ့ပါတယ်ဇန်နဝါရီလ15ရက်နေ့ကအိမ်ဖြူတော်မှာထရမ့်နဲ့တီးသန့်တွေ့ဆုံဆွေးနွေးမှုတစ်ခုလှုပ်ဆောင်ခဲ့တဲ့နောက်မာချာဒိုကအခုလိုထုတ်ပြောခဲ့တာပါသူရဲ့နိုဘယ်ငြိမ်းချမ်းရေးဆုတံဆိပ်ကိုထရမ့်ကလက်ခံခဲ့သလားဆိုတာကိုမာချာဒိုကရှင်းရှင်းလင်းလင်းမှတ်ချက်မပေးခဲ့ပေမဲ့နောက်ပိုင်းမှာတော့အိမ်ဖြူတော်အရာရှိတအုပ်ကထရမ့်ဟာဆုတံဆိပ်ကိုလက်ခံထားခဲ့ကြောင်းအတည်ပြုသွားပါတယ်သူနဲ့ထရမ့်တို့ဆွေးနွေးခွင့်ရခဲ့တာဟာဗင်နီဇွဲလားပြည်သူတွေအတွက်သမိုင်းဝင်နေ့တစ်နေ့ဖြစ်စေခဲ့တယ်လို့လည်းမာချာဒိုကပြောပါတယ်သူတို့နှစ်ဦးအားပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြတာပါမာချာဒိုဟာနှစ်တွေနဲ့ချီပုံအောင်နေခဲ့ရပေမဲ့ဇန်နဝါရီလ3ရက်နေ့မှာအမေရိကန်ကအထူးစစ်စင်ရေးတရက်ဆင်နွှဲပြီးဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်ပိုင်းလူမြင်ကွင်းရှေ့ပြန်ထွက်ပေါ်လာတာဖြစ်ပါတယ်။သူဟာဗင်နီဇွဲလားရဲ့ဒီမိုကရေစီရေးအတွက်အကြမ်းမဖက်ကြိုးစားရုန်းကန်ခဲ့တဲ့အတွက်2025ခုနှစ်ရဲ့နိုဘယ်ငြိမ်းချမ်းရေးဆုကိုချီးမြှင့်ခံခဲ့ရတာပါ။မာရူဒိုကိုထရမ့်ရဲ့အမိန့်အရအမေရိကန်ကဖမ်းဆီးခဲ့တဲ့နောက်မှာတော့မာချာဒိုကဗင်နီဇွဲလားပြည်သူတွေအစားကျေးဇူးတင်တာကြောင့်သူ့ရဲ့ဆုတံဆိပ်ကိုထရမ့်စီလက်ဆောင်ပေးလို့ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့နိုဘယ်ဆုရွေးချယ်ရေးကော်မတီကတော့အဲ့ဒီဆုကိုကော်မတီကပဲရွေးချယ်ချီးမြှင့်နိုင်ခွင့်ရှိနေပြီးကိုယ့်သဘောနဲ့ကိုယ်အလွှဲပြောင်းလုပ်လို့မရကြောင်းသတိပေးခဲ့ပါတယ်။သတင်းတောက်တွေနဲ့တွေ့တဲ့အချိန်မှာတော့မာချာဒိုကဗင်နီဇွဲလားအနေနဲ့သမ္မတထရမ့်အပေါ်အပြည့်အဝအားကိုးယုံကြည်လို့ရပါတယ်လို့ပြောကြားခဲ့ပါတယ်။သူကဗင်နီဇွဲလားလွတ်လပ်ရေးအတွက်ထရမ့်ရဲ့ထူးကဲလှတဲ့အားထုတ်မှုတွေကိုကျေးဇူးတင်လို့သူ့ရဲ့နိုဘယ်ငြိမ်းချမ်းရေးဆုတံဆိပ်ကိုလက်ဆောင်ပေးခဲ့ကြောင်းမာချာဒိုကဆိုပါတယ်။ထရမ့်ဟာနိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခြင်းနဲ့လို့လူသိရှင်ကြားဝန်ခံထားခဲ့ပြီးအဲ့ဒီဆုအတွက်မနစ်ကမာချာဒိုရွေးချယ်ခံရချိန်မှာဆုရွေးချယ်သူတွေရဲ့ဆုံးဖြတ်ချက်ကိုစိတ်ပြတ်တယ်လို့မျိုးဝေဖန်ခဲ့ပူပါတယ်။ထရမ့်ကိုသူ့ရဲ့ဆုတံဆိပ်လက်ဆောင်ပေးလို့ကြောင်းအိမ်ဖြူတော်ခီးစဉ်မတိုင်ခင်မှာမာချာဒိုကပြောကြားခဲ့တဲ့နောက်ဆုရွေးချယ်ရေးကော်မတီကဆုတံဆိပ်တစ်ခုဟာပိုင်ရှင်လက်လွှဲသွားတာမျိုးဖြစ်နိုင်ပေမဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဆိုတဲ့ဂုဏ်ပုဒ်ကိုတော့အလွှဲပြောင်းလုပ်လို့မရကြောင်းလူမှုကွန်ရက်မီဒီယာ X မှာရေးသားထုတ်ပြန်ခဲ့ပါတယ်ရှင်။ Greenland ကျွန်းကိုလိုချင်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအလေးအနက်ထပ်လောင်းပြောဆိုလာတဲ့နောက်သူ့ကိုဖီဆန်တဲ့အနေနဲ့ဥရောပမဟာမိတ်နိုင်ငံတွေဟာဒိန်းမတ်ပိုင်နယ်မြေစီတပ်ဖွဲ့ဝင်တွေစတင်ပို့ဆောင်ဖြန့်ကျက်နေပါတယ်။ကမ္ဘာမြောက်ဖျားကအာတိတ်ဒေသမှာတည်ရှိတဲ့ရေခဲနေတဲ့ကျွန်းကြီးဟာတီနီယာနဲ့တွင်းထွက်တယံဇာတတွေပေါ်ကျွယ်ဝမှုကြောင့်အမေရိကန်ရဲ့အမျိုးသားအကျိုးစီးပွားအတွက်အထူးတလဲလိုအပ်တယ်လို့ထရမ့်ကပြောကြားခဲ့ပါတယ်။ဒိန်းမတ်အစိုးရက Greenland ကိုလက်လွဲရောင်းချမှာမဟုတ်ကြောင်းအခိုင်အမာညင်းဆိုနေပေမဲ့ထရမ့်ကတော့အနုနီးနဲ့မရရင်အကြမ်းနီးသုံးပြီးရယူနိုင်တယ်လို့တောင်ချိန်ချောက်ထားပါတယ်။ Greenland ကိစ္စအငင်းပွားမှုတွေမှာတော့နေတိုးစစ်မဟာမိတ်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ဒိန်းမတ်ဘက်ကနေဥရောပမဟာမိတ်နိုင်ငံတွေကယက်တီထားကြပြီးထရမ့်ကိုဖီဆန်တဲ့အနေနဲ့Greenland ကျွန်းစီတပ်ဖွဲ့ဝင်တွေဖြန့်ကျက်ပေးပို့ခဲ့တာဖြစ်ပါတယ်။ဇန်နဝါရီလ15ရက်နေ့မှာတော့ Greenland ရဲ့မြို့တော် Nuuk ကိုပြင်သစ်စစ်တပ်ရဲ့တပ်ဖွဲ့ငယ်တစ်ခုရောက်ရှိလာခဲ့ပါတယ်။ဂျာမနီ၊ဆွီဒင်၊နော်ဝေး၊ဖင်လန်၊နယ်သာလန်နဲ့ဗြိတိန်တို့ဟာလည်း Greenland မှာတပ်ဖွဲ့ဝင်တွေအကန့်အသတ်နဲ့ဖြန့်ကျက်ပေးထားဖို့ကတိပြုထားပါတယ်။ပြင်သစ်နီတူတခြားဥရောပနိုင်ငံတွေရဲ့တပ်ဖွဲ့ဝင်တွေနဲ့ရေရင်တွေဟာအခုအခါ Greenland ကျွန်းစီတပ်ဖွဲ့ဝဲဆိုက်ရောက်လာနေတယ်လို့လည်းသိရပါတယ်။ထရမ့်ကဒိန်းမတ်ပိုင်ကိုပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခုဖြစ်တဲ့ Greenland ကိုအမေရိကန်ကမသိမ်းယူဘူးဆိုရင်နောက်တစ်ချိန်မှာရုရှားနဲ့တရုတ်တို့ကထိန်းချုပ်သွားနိုင်ကြောင်းသတိပေးထားပါတယ်။ဒါပေမဲ့အဲ့ဒီစကားအတွက်ထိရောက်အားကောင်းတဲ့အထောက်အထားမျိုးတော့ထရမ့်ကမပြသခဲ့ပါဘူး။ပြင်သစ်သမ္မတအီမန်နျူရယ်မာခရွန်ကကနဦးအဆင့်ပို့ဆောင်ပေးလိုက်တဲ့တပ်ဖွဲ့တွေဟာ Greenland ရဲ့ဝေဟင်ရေပြင်နဲ့ကုန်းမြေလုံခြုံရေးကိုအားဖြည့်ပေးမှဖြစ်တယ်လို့ပြောကြားသွားပါတယ်။ဇန်နဝါရီလ14ရက်နေ့ကဒိန်းမတ်နဲ့ Greenland နိုင်ငံသားရေးဝန်ကြီးတွေပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာအိမ်ဖြူတော်မှာအမေရိကန်ဒုတိယသမ္မတနိုင်ငံသားရေးဝန်ကြီးတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးအခြေအနေမတိုးတက်လာတဲ့နောက်ဥရောပမဟာမိတ်တွေက Greenland မှာတပ်တွေဖြန့်ကျက်မှုစတင်လာခဲ့တာပါ။ဒိန်းမတ်အစိုးရက Greenland ကိုလုံးဝရောင်းချမှာမဟုတ်ဘူးလို့ကြေညာထားသလိုထရမ့်ကသာအင်အားသုံးတိုက်ခိုက်လာမယ်ဆိုရင်နေတိုးမဟာမိတ်အဖွဲ့ပျက်စီးသွားလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ Greenland အစိုးရကလည်းဒိန်းမတ်ရဲ့အုပ်ချုပ်မှုအောက်မှာသာဆက်ရှိခြင်းကြောင့်သဘောထားမှတ်ချက်ပေးထားပါတယ်။ဒါပေမဲ့ထရမ့်ကတော့ Greenland အစိုးရရဲ့သဘောထားဟာသူ့ကိစ္စမဟုတ်ကြောင်းသူနဲ့မဆိုင်ကြောင်းလောလောဆယ်ပြဿနာတွေဖြေရှင်းရမှာသူမဟုတ်ဘဲ Greenland အစိုးရသားဖြစ်ကြောင်းတုံ့ပြန်ထားပါတယ်ရှင်။အခုဆက်ပြီးတော့
ပြည်တွင်းသတင်းတွေကိုသဇင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အာနာသိန်းစစ်ကောင်စီကနိုင်ငံကူးလက်မှတ် passport ထုတ်ပေးရမှာအသက်35နှစ်အောက် PJ passport သမားတွေကို PJ passport ပြောင်းလဲမှုပြန်လည်ရပ်ဆိုင်းလိုက်ပါတယ်။ဇန်နဝါရီလ23ရက်ကစပြီးမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာအသက်35နှစ်အောက်ဆိုရင်အလုံးနဲ့ပြည်ပထွက်လို့ရတဲ့ PJ passport စာအုပ်တွေကိုအလဲပတ် passport PV ပြောင်းမပေးတော့ဘူးလို့တွားရောက်လုပ်ကိုင်ခဲ့သူတွေကပြောပါတယ်။သက်တမ်းကျန် PJ ကနေ PV ချင်းလိုတဲ့သူတွေအကုန်လုံးကိုပြန်လွှတ်လိုက်တာလို့ရန်ကုန် passport ရုံးကိုတွားရောက်ခဲ့သူတို့ကပြောပါတယ်။အရင်ကလည်း PJ ကနေ PV ပြောင်းတာတွေကိုယာယီရပ်တန့်ခဲ့ပြီးကန့်သတ်မှုတွေနဲ့ပြန်ပြောင်းပေးခဲ့ပါတယ်။လက်ရှိမှာတော့အာဏာသိမ်းစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေပြပထွက်တာများပြားလာပြီးအခုလိုမျိုးထပ်မံကန့်သတ်လိုက်တာဖြစ်တယ်လို့ PJ ကနေ PV ပြောင်းလို့သူတွေကပြောပါတယ်။ဒါ့အပြင်ပြည်ပကနေယာယီပြန်လာတဲ့အလုပ်သမားတွေအနေနဲ့အလုပ်သမားရုံးကနေထုတ်ပေးမဲ့ခွင့်ပြုချက်ပါမှသာပြန်ခွင့်ပြုမယ်လို့ဇန်နဝါရီလ12ရက်နေ့ကကြေညာခဲ့တာပါ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း passport ရုံးအလုပ်သမားဝန်ကြီးဌာနနဲ့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်တွေဟာမူဝါဒအမျိုးမျိုးမကြာခဏပြောင်းလဲနေပြီးပြည်ပထွက်ခွာလူသူတွေစီကငွေကျပ်သိန်းပေါင်းများစွာလက်ငွေရယူနေတယ်လို့ပြည်ပရောက်အလုပ်သမားတွေကပြောထားပါတယ်။နိုင်ငံတော်ဝန်တိုက်ပွဲတွေမှာစစ်တပ်ကစစ်သားတွေကိုအခုနောက်ပိုင်းမှာအထူးအသုံးပြုနေပြီးဒေဆုံးတရားရတာလက်နက်ချတာအလင်းဝင်တာစစ်တုပ်ပန်းအဖြစ်အဖမ်းခံရတာထွက်ပြေးတာတွေလည်းများစွာရှိနေပါတယ်။ဒါကြောင့်စစ်တပ်ကစစ်သားအစုဆောင်မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေပြီးအခုဆိုရင်စစ်မှုရန်စစ်တင်တန်းအပတ်စဉ်21အတွက်လူငယ်တွေကိုအထမစုဆောင်နေပြန်ပါတယ်။စစ်မှုမထမ်းမနေရဥပဒေမှာအသက်18နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကိုစစ်မှုထမ်းရမယ်ဆိုပြီးစစ်ကောင်စီကထုတ်ပြန်ထားပါတယ်ရှင်။စကိုင်းတိုင်းကဏီမြို့နယ်ကဘုံကြီးကျောင်းနဲ့ဓမ္မယုံကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲလို့ကျောင်းပျက်စီးပြီးတန်ဃာတော်တစ်ပါးဒဏ်ရာရရှိခဲ့ပါတယ်။ကဏီမြို့နယ်ရှမ်းမြောင်းရွာကအောင်မင်္ဂလာဘုံတော်ကြီးကျောင်းနဲ့အောင်ဆက်ကျော်ဇေဒီကုန်းကဓမ္မယုံကိုဇန်နဝါရီလ15ရက်မနေ့နေ့ခင်း2နာရီနဲ့3နာရီဝန်းကျင်မှာဂျိုင်ရိုကော်ပတာ2စီးအပြင်ဒရုန်းနဲ့ပါဘုံကျဲသွားတယ်လို့ဒေသခံတို့ကပြောပါတယ်။ကျောင်းဆောင်ကတော့လုံးဝပျက်စီးသွားပြီးရဟန်းတစ်ပါးဒဏ်ရာရသွားတယ်လို့ဒေသခံတို့ကပြောပါတယ်။သာသနာရေးအဆောက်အုံတွေကိုပြစ်မှတ်ထားပြီးဘုံကျဲတာလို့အဲ့ဒီဒေသခံကဆက်ပြောတာပါ။အာနာသိန်းစစ်ကောင်စီကကဏီမြို့နယ်ကိုပြစ်မှတ်ထားပြီးလေကြောင်းကနေမကြာခဏတိုက်ခိုက်နေပါတယ်။ပြီးခဲ့တဲ့2025ဒီဇင်ဘာလ4ရက်ကကဏီမြို့နယ်ချင်းတွင်းမြစ်ကြောင်းအတွင်းကိုလေကြောင်းကနေ4ကြိမ်ဘုံကျဲခဲ့လို့အရက်သား2ယောက်တေဆုံးပြီးဆက်လေတချို့လည်းနစ်မြုပ်ပျက်စီးခဲ့ပါတယ်။နိုဝင်ဘာလ17ရက်ကလည်းကဏီမြို့နယ်ဝင်းမနာကျေးရွာတိုက်နယ်စေယုံကိုစစ်တပ်လေထီနဲ့ဘုံကျဲခဲ့လို့ဒေသခံတွေနဲ့ကျန်းမာရေးဝန်ထမ်းတချို့အပါအဝင်9ယောက်တေဆုံးခဲ့ပါတယ်။အာနာသိန်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြီးခဲ့တဲ့2025ဒီဇင်ဘာလအတွင်းကလင်းငယ်တွေအပါအဝင်ရက်သားပြည်သူ198ယောက်တေဆုံးခဲ့ပြီး385ယောက်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလအတွင်းမှာနိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်ပေါင်း260ကျော်ရှိခဲ့ပြီးစကိုင်းတိုင်းဟာအကြိမ်ပေါင်း89ကြိမ်နဲ့တိုက်ခိုက်ခံခဲ့ရပြီးအများဆုံးဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ People Spin ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။